အရင်နေ့ကပန်းသေးပန်းညိုဖြစ်ရင်အဆင့်3ဆင့်အနေနဲ့ရှိတယ်ဆိုတဲ့ဗီဒီယိုတစ်ပုဒ်ကိုတင်လိုက်တာပေါ့နော်အမျိုးသမီးတစ်ယောက်ကအဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့ပန်းသေးပန်းညိုဖြစ်တာသူ့ရဲ့အမျိုးသားကအဆင့်2လောက်ကိုတော့ရောက်နေပြီဒါပေမဲ့အဲ့ဒါကိုပျောက်ကင်းချင်တာဘယ်လိုလုပ်ရမလဲဆိုပြီးတော့ဟိမာရဲ့ချက်ပေါက်မှာလာပြီးတော့တိုင်ပင်သွားတယ်ဆွေးနွေးသွားတယ်ပေါ့နော်အမျိုးသမီးကသူ့ရဲ့အမျိုးသားကအတူနေတဲ့အချိန်မှာသူအတူနေလိုက်တဲ့အချိန်မှာပျော့ခွေသွားတဲ့အတွက်ကြောင့်အဆင့်2လောက်ကိုတော့ရောက်ပြီဒါပေမဲ့ဟိမာတို့ကျင်ညာထားတဲ့ဒီအညာမောင်ထုတ်ကိုဘယ်လိုကြွေရမလဲသူ့ရဲ့အမျိုးသားကိုပေါ့နော်လာရောက်တိုင်ပင်ပြီးဆွေးနွေးပြီးတော့မှသူကဝယ်သွားတာပေါ့နော်ပြောချင်တာကအမျိုးသားတွေအနေနဲ့ကအမျိုးသမီးတွေကအိမ်အောင်ရေးဒုက္ခမပြေဝကြတာကိုသူတို့ကတကယ်တမ်းတော့သိကြတယ်နော်ရှက်လို့မပြောပြတာပဲရှိမယ်ပေါ့နော်ပွပွနေနေတချို့ကကြတော့ဒီအကြောင်းအရာတွေကိုပြောလိုက်တယ်ဆိုရင်သူတို့သိခါကြသွားမလားဆိုပြီးတော့မပြောပြကြတာရှိတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာတွေကိုအမျိုးသမီးတွေကသိတယ်ဆိုတာကိုပြောပြချင်တာအမျိုးသားတွေအနေနဲ့ကိုကစွမ်းဆောင်ရင်မပြေဝဘူးဆိုရင်ကိုအမျိုးသမီးနဲ့အတူတူတိုင်ပင်ရမယ်ဆွေးနွေးသင့်တယ်ပေါ့နော်အဲ့ဒီအချက်ကလေးတွေကိုလှုပ်ဆောင်သင့်ပါတယ်ဒါမှအိမ်အောင်တစ်ခုကတာယာပြီးတော့ခိုင်မြဲတဲ့ချစ်ချင်းတွေကိုရရှိမှာဖြစ်ပါတယ်အမျိုးသားတွေအနေနဲ့ကိုကစွမ်းဆောင်ရင်မပြေဝတာကိုကိုသိနေတယ်ဆိုရင်စွမ်းဆောင်ရင်ပြေဝခြင်းနဲ့နော်ဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့စွမ်းဆောင်ရင်ပြေဝတာကိုလိုချင်နေဆိုရင်ဒီမှာတို့ကအကြောင်းနဲ့အညာမောင်ထုတ်ကုန်တွေကိုအကိုတို့အနေနဲ့သုံးဆွဲပေးလို့ရတယ်၊မိခွဲပေးလို့ရပါတယ်ရှင်။တကယ်လို့အသေးစိတ်လာရောက်ပြီးတော့ကျမ်းမာရေးအရာဆွေးနွေးခြင်းနဲ့တိုင်ပင်ခြင်းနဲ့ဆိုရင်တော့ဒီအကောင့်မှာဖုန်းနံပါတ်လေးတင်ထားပါတယ်။လာရောက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်တာတွေဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တာတွေဆိုရင်တော့တည်တည်ချာချာလေးရှင်းပြပေးပါတယ်ရှင်။